တန်ရှင်းပြီးမွေးရနေတဲ့အင်ဂျီလေးကကျွန်တော်အခန်းတကားမှာအလိုလိုချိုက်လျက်တာဖြစ်နေကြတော့တယ်ကျွန်တော်ဟာအဲ့ဒီအင်ဂျီအသစ်ဆက်လေးကိုကြည့်နေရင်အိမ်မက်နေတယ်လို့ပဲခံစားလိုက်ရတော့ပါတယ်ကျွန်တော်အဝတ်စားလဲပြီးယထာဘူရာစီအပြေးလွှာသွားခဲ့တယ်လူစီကားလည်းအချိန်ဖြစ်တာကြောင့်အချိန်ကြီးကုံဆုံးလာတာနဲ့မျှကျွန်တော်ချွေးတွေပြန်လာခဲ့တယ်ဘတ်စကားဘောတိုးဝီးတက်ဖို့ပြင်နေတော့မှပဲကျွန်တော်ရှိကမီးအောက်ယထာသွဲကနေအချက်ဖေးတန်မီးလာပြီးမီးစိမ့်ပြကအသားစီးတွေကအလိုလိုပွင့်သွားခဲ့တယ်ဘာမှမစင်စားပဲကျွန်တော်ပလက်ဖောင်းပေါ်ကိုပြေးတက်လိုက်မိတယ်ကျွန်တော်စီမဲ့ယထာတွဲတကားတွေကဖြည်းဖြည်းချင်းပိတ်နေပြီတကားပိတ်ခါနေစဉ်မှာပဲတခုခုကကြားထဲမှာညက်သွားတယ်လို့မျိုးအတန်မီလာပြီးတကားကပြန်ပွင့်သွားခဲ့တယ်ကျွန်တော်လည်းအမောတကောနဲ့ယထာဘောကိုအမီတက်လိုက်ခဲ့တာပေါ့ဒါဒီအားလုံးကတိုက်ဆိုင်မှုဆိုတာထက်တစုံတစ်ယောက်ကကျွန်တော်အတွက်လမ်းခင်းပေးထားတယ်လို့မျိုးပါပဲအင်တာဗျူးမစခင်9မိနစ်အလိုမှကုမ္ပဏီကိုရောက်သွားခဲ့တယ်အင်တာဗျူးခန်းထဲမှာစောင့်နေရတဲ့စက္ကန့်တိုင်းကငရဲကြနေတယ်လို့ပဲနောက်ဆုံးတော့ကျွန်တော်အလေးရောက်လာခဲ့တယ်အင်တာဗျူးမဲ့သူ၄ယောက်ကတန်းစီရက်နေပြီးသူတို့မျက်နှာတွေကအယမ်းတည်ခြင်းနေတာကြောင့်ကျွန်တော်လက်ဖွားတွေမှာချွေးတွေပြန်လာခဲ့တယ်ပြင်ဆင်လာတဲ့မိတ်ဆက်စကားတွေကလည်းခေါင်းထဲမှာလုံးဝဗလားဖြစ်သွားခဲ့တယ်မြင်းမြုံမတိုက်ဆန်နေမိတဲ့အချိန်မှာပဲစပွဲဘောက်ကဘောပင်တစ်ချောင်းကအလိုလိုလိမ့်လာတယ်ကျွန်တော်အလိုလိုပဲအဲ့ဒီဘောပင်ကိုလှမ်းကင်လိုက်မိတယ်ဘောပင်ရဲ့အေးဆက်ဆက်အထီတွေကကျွန်တော်ကိုချက်ချင်းတီးငိမ်သွားစေခဲ့တယ်ဘောပင်မှာဓာတ်နဲ့ထွင်းထားတဲ့စလုံးလေးနှလုံးကိုမြင်လိုက်တဲ့အခါကျွန်တော်စိတ်တွေလုံးဝခိုင်မာသွားပြီးအကောင်းဆုံးဖြေဆိုနိုင်ခဲ့ပါတယ်တပတ်ကြာမှတော့ကုမ္ပဏီကနေအလုပ်ခံစားရခဲ့တယ်အလုပ်စာဝင်တဲ့နေ့မှာပဲဈေးဝယ်စင်တာကိုသွားပြီးဝိုင်ကောင်းကောင်းတဖုတ်နဲ့ဟင်းချက်စရာတွေအများကြီးဝယ်လာခဲ့တယ်။အင်းရောက်တော့ဟင်းတွေအများကြီးချက်ပြီးဖန်ခွက်နှစ်ခွက်ထဲဝိုင်တွေထည့်လိုက်တယ်။ဒါကမင်းကိုကျေးဇူးတင်တဲ့အနေနဲ့တိုက်တဲ့ဝိုင်ပါငါရဲ့ရွှေရောင်လက်ထောင်ကြီးရေလို့ဖြောပြီးဖန်ခွက်ကိုမြှောက်လိုက်တဲ့အခါတခြားဖန်ခွက်ကလည်းအလိုလိုလှုပ်ခါသွားပြီးအတန်မီလာခဲ့တယ်။ကျွန်တော်ပြုံးနေပေမဲ့မျက်ရည်တွေဝဲလာခဲ့မိတယ်။ကျွန်တော်တယောက်တည်းမဟုတ်ဘူးဆိုတာကိုသိလိုက်ရလို့ပါ။အဲ့ဒီနောက်ပိုင်းကျွန်တော်နဲ့စူးဟန်ရန်တို့ရဲ့အတူနေထိုင်မှုကပိုးပြီးတော့ဟန်ချက်ညီလာခဲ့တယ်။ကျွန်တော်ကပတ်စံရှာပြီးသူကတော့အိမ်တော်မှုကိုစီမံခန့်ခွဲပေးတယ်။တနေ့မှာတော့အိမ်ချမ်းမီအကျိုးဆောင်လူရောင်နဲ့တွေ့ဖြစ်တော့သူကဒီအိမ်ကအနေထားရောအပြင်စင်ရောအရန်ကောင်းတယ်။အရင်ကကိစ္စတစ်ခုခုဖြစ်ခဲ့ပေမဲ့မင်းကတော့အဆင်ပြေပုံရပါနဲ့လို့ပြောလာတယ်။အရင်ကဘာဖြစ်ခဲ့လဲလို့ကျွန်တော်မေးကြည့်တဲ့အခါသူကအင်ရှင်ကမတော်တဆနဲ့တေးဆုံးသွားတာဖြစ်ကြောင်းအခုတော့မင်းကန်ကောင်းတော့မှဖြစ်တဲ့ကြောင်းနဲ့စကားလမ်းကြောင်းကိုလွှဲသွားခဲ့တယ်။သူ့ရဲ့ထူးထူးခြားခြားစိုးရင်ပြနေမှုတွေကကျွန်တော်ကိုတန်တရားဝင်စေခဲ့တယ်။အဲ့ဒီညမှာပဲကျွန်တော်ထိတ်လန့်စရာအိမ်မက်တစ်ခုမှတ်ခဲ့တယ်။အိမ်မက်ထဲမှာစူးဟန်ရန်နဲ့လူရောင်တော်ကအကြီးကျယ်စကားများနေကြတာပါ။စူးဟန်ရန်ကမင်းကိုတငယ်ချင်းတို့ဆက်ဆံခဲ့တာဒီပတ်စံတွေကိုဘလို့တော့ထိရဲတယ်လေလို့အော်ဟစ်နေတယ်။နောက်ဆုံးမှာတော့ပြင်းထန်တဲ့အတန်ကြီးတစ်ခုနဲ့အတူအရာအလုံးတိတ်ဆိတ်သွားခဲ့တယ်။ထိတ်လန့်တကားနိုးလာတဲ့အခါစာကြည့်ကန်တကားကဟနေတာကိုတွေ့ရတယ်။အထဲဝင်ကြည့်တော့အမြဲတမ်းတော့ခတ်ထားတဲ့အန်ဆွဲကပွင့်သွားတယ်။အနေရောင်ဒိုင်ယရီစာအုပ်တအုပ်ရှိနေတာ။စူးဟန်ကျွန်တော်ကိုဒိုင်ယရီကိုဖတ်ကြည့်တဲ့အခါစူးဟန်ရန်နဲ့လူရောင်တို့ကစီးပွားဘက်တွေဖြစ်ကြောင်းလူရောင်ကပတ်စံတွေအလွဲသုံးဆွဲထားတာကိုစူးဟန်ရန်ကထိသွားပြီးတာဝန်ယူခိုင်းဖို့စူးစမ်းခဲ့ကြောင်းတွေ့လိုက်ရတယ်။ဒါကသူ့ရဲ့နောက်ဆုံးရေးမဲ့ချက်ပဲ။ကျွန်တော်ဒိုင်ယရီကိုအဲကန်ထဲကိုယူလာပြီးတုံးရနေတဲ့အထက်နဲ့မင်းကိုတတ်ခဲ့တာလူရောင်လားလို့မေးလိုက်မိတယ်။အဲ့ဒီအချိန်မှာပဲအခန်းရဲ့အပူချိန်ကရုတ်တရက်ကျဆင်းသွားပြီးမီးဆိုင်တွေကပြင်းထန်တဲ့လွတ်ခါလာပြီးနာယီကလည်းကြမ်းပင်ပေါ်ကျကွဲသွားခဲ့တယ်။ဒါကသူ့ပေးနိုင်တဲ့အပြင်းထန်ဆုံးတုံ့ပြန်မှုပါစူးဟန်ရန်ရဲ့တေဆုံးမှုကမတော်တဆမဟုတ်ဘဲလူတက်မှုဖြစ်နေပြီးတရကွင်ကကျွန်တော်ကိုအမြဲတမ်းပြုံးနေတဲ့အင်ချမ်းမီအကျိုးဆောင်လူရောင်ဆိုတာကိုကျွန်တော်သိလိုက်ရတော့တယ်။ဒါကျွန်တော်နောက်ဆုတ်ပေးလို့မရတော့ဘူးမင်းနောက်ဆုတ်လို့မရဘူးလို့ပြောလိုက်တော့စူးဟန်ရန်ကစိတ်မပူပါနဲ့သူရောက်တဲ့နေရာကိုရောက်တော့အောင်ငါကူညီပေးမယ်လို့ပြန်ဖြေတယ်။အခန်းထဲကမီးရောင်တွေတုန်ခါနေတာရပ်သွားပြီးနှွေးထွေးတဲ့အယောင်ကိုပြန်ပြောင်းသွားခဲ့တယ်။ကျွန်တော်အသက်ပြင်းပြင်းရှူပြီးအစီအစဉ်တစ်ခုဆွဲလိုက်တယ်။ကျွန်တော်မှတတ်တယ်လို့တယ်ဒိုင်ရီကအရေးကြီးတဲ့တဲလွန်စာဆိုပေမဲ့သူ့ကိုထောင်ချဖို့တော့မလုံလောက်သေးဘူးလူရောင်ကိုအမားကိုပြန်လုံးမအောင်ကျွန်တော်ဖန်တီးရမယ်ကျွန်တော်လူရောင်ကိုပြန်ဆက်ထွယ်ပြီးရင်းနှီးမြုပ်နှံမှုလုပ်ချင်လို့အကြံပေးပါအောင်ဆိုပြီးချိန်လိုက်တယ်ဒီတစ်ခါတော့အဆူညံနေတဲ့အပြင်ဘက်ကော်ဖီဆိုင်တစ်ခုမှချိန်ပြီးဖုန်းထဲကအတန်ပန်းဆက်ကိုကြိုးဖွင့်ထားလိုက်တယ်မောင်လေးကတော်တော်တက်ကြွတာပဲအလုပ်သေးရရချင်းရင်းနှီးမြုပ်နှံဖို့စဉ်းစားနေပြီလို့သူကပြောတော့ကျွန်တော်ကမတက်လိုက်ဘူးလေစင်းရဲမှာကြောက်လို့ပါမမလူရောင်ကအမြင်ရှိလို့ဒီလိုအင်ကောင်းလေးကိုညှုံးပေးတာပဲဒါနဲ့ဒီအင်ရှင်မစုအကြောင်းကျွန်တော်သိချင်သေးတယ်။သူလည်းရင်းနှီးမြုပ်နှံမှုတွေလုပ်ခဲ့တာလားလို့သူ့မျက်လုံးကိုစစ်စစ်ကြည့်ပြီးမေးလိုက်တယ်။စူးဟန်ရန်ရဲ့နာမည်ကိုပြောလိုက်တဲ့အချိန်မှာသူ့မျက်ဝန်းတွေတီးတီးတာတာတုံလုံနေတာကိုတွေ့လိုက်ရတယ်။သူကတော်တဲ့သူဟာငငယ်ရွယ်ရွယ်နဲ့တည်သွားတာအနှမျိုးစရာပဲလို့သူကဖြေတယ်။ကျွန်တော်ကဆက်တီမကြခင်ကပဲအိမ်ထဲမှာသူခြံထားခဲ့တဲ့ဒိုင်ယာရီနဲ့မှတ်စုတချို့တွေ့တယ်။အဲ့ဒီထဲမှာကျွန်တော်မနာလိုက်တဲ့စီးပွားရေးဝေါ်ဟာတာတွေအများကြီးပဲ။မမကသူ့ကိုကောင်းကောင်းသိတယ်ဆိုတော့ကျွန်တော်ကိုကူကြည့်ဖေးပါလားလို့ငါးစာချလိုက်တယ်။လူရောင်ရဲ့မျက်နှာပြတ်သွားပြီးကော်ဖီခွက်ကိုကြိုက်ထားတဲ့လက်တွေတုံးလာတယ်။ဒိုင်ယာရီဆိုတာသူတစ်ပါးပုတ်ကိုရေးရတယ်ပဲ။မကြည့်တင်ဘူးထင်တယ်လို့ပြောရင်သူကဒါနဲ့မောင်လေးအဲ့ဒီအိမ်မှာထူးထူးဆန်းဆန်းတွေဘာတွေကြုံရသေးလဲလို့လေတံနှိမ့်ပြီးစမ်းပေးလာတယ်။ကျွန်တော်နှလုံးသားတုံသွားခဲ့တယ်။သူကျွန်တော်ကိုပြန်ဆန်းနေတာလား။စူးဟန်ရန်ရှိနေတာကိုကျွန်တော်သိမသိသူစမ်းနေတာပဲ။ကျွန်တော်ကတော့နစ်နစ်ချက်ချက်အိပ်ပျော်တာပဲ
ကံမကောင်းတာပဲရှိမှာပါလို့ကျွန်တော်ပြန်ဖြေလိုက်တယ်အဲ့ဒီနေ့ကကျွန်တော်တို့နှစ်ယောက်အပြန်အလှန်အကဲခက်ခဲ့ကြပေမဲ့ဘယ်သူမှလူချင်းတဲ့အဖြေကိုမရခဲ့ကြဘူးအဲ့ဒီနေ့ကစပြီးတစုံတစ်ယောက်ကကျွန်တော်ကိုလိုက်ကြည့်နေတယ်လို့ခံစားလာရတယ်အလုတ်ကပြန်လမ်းမှာနောက်ကနေခြေတန်းတွေကြားနေပေမဲ့လှည့်ကြည့်ရင်ဘာမှမရှိဘူးအိမ်တဲကထူးဆန်းတဲ့ဖြစ်ရက်လေးကလည်းရန်လိုတဲ့ဘက်ကိုပြောင်းသွားတယ်အရင်လိုအိမ်မှုကိစ္စကူညီပေးတာမျိုးမရှိတော့ပဲတန်းခေါင်ရံအချိန်လေးမှာမိဘကန်တွေကဓားထွေးတန်တွေလိုဓားနဲ့ခုတ်ထည့်နေတန်တွေလိုကြားလာရတယ်ရေချိုးကမ်းမှန်ပေါ်မှာလည်းသွေးရောင်လက်ပြက်ကြီးတွေပေါ်လာတတ်တယ်ဒါကစူးဟန်ရံလှုပ်ထမ်းပုံမှာမဟုတ်ဘူးကျွန်တော်သိတယ်စူးဟန်ရံကစီကန်းရှိပြီးနူးညံ့တဲ့သူဖြစ်ပေမဲ့အခုကိစ္စကတော့ချိန်မဲ့တွင်နဲ့ပြည့်နေတာပါလူယောင်ကကျွန်တော်ကိုခောက်ပြီးထွက်ပြေးသွားအောင်မျိုးစုံနဲ့6လမ်းနေတာဖြစ်ရမယ်သူခောက်နေပြီကျွန်တော်တခုခုတွေ့သွားမှာကိုသူခောက်နေတာတညလောအိမ်မက်ဆိုးမှတ်ပြီးနိုးလာတဲ့အခါဗီဒင်းပေါက်မှန်ပေါ်မှာမြူတွေအောင်နေတာတွေ့လိုက်ရပြီးစာလုံးလေးတွေပေါ်လာတယ်စူးဟန်ရံကသူ့ရှိသမျှအင်အားတွေကိုတုံးပြီးအန်ဒီယေရှိတယ်ထွတ်ထွားတော့လို့ရေးထားတာပါသူလက်ရေးတွေကအရင်လိုမခိုင်မာတော့ပဲတုံတုံရန်ရန်တဲ့ပျောက်ကွဲတော့မလို့ဖြစ်နေတယ်